အစိတ်ပြင်းတဲ့ပင့်ကူတစ်ကောင်ဟာမိန်းကလေးတစ်ယောက်ရဲ့ပါးစပ်ထဲကိုတိုးဝင်သွားပြီးခဏချင်းမှာပဲသူမကိုပင့်ကူဆုံပြီးတစ်ယောက်ဖြစ်ပြောင်းလဲပစ်လိုက်ပါတယ်တကယ်တော့ဒါတွေအားလုံးဟာဒီကောင်လေးကြောင့်ဆက်တာပါသူဟာပင့်ကူုံကိုတွားရောက်နှောက်ယှက်မိရာကနေအစိတ်ပြင်းပင့်ကူထောင်ပေါင်းများစွာဟာဒီရေလာတိုးထွက်လာကြပါတော့တယ်အပြာရောင်ပင့်ကူတစ်ကောင်ကကောင်လေးရဲ့ပါးစပ်ထဲကိုဝင်ဖို့ကြိုးစားသလိုကြမ်းတဲ့ပင့်ကူအုပ်ကြီးကလည်းလူတိုင်းကိုလိုက်လံတိုက်ခိုက်နေပါပြီကောင်လေးဟာသူ့အသက်ကိုကယ်ဖို့အတွက်တောအုပ်ထဲမှာအသေးအတန်ပြေးနေရပါတယ်လမ်းမှာချော်လဲသွားပေမဲ့လည်းချက်ချင်းပြန်ထားပြီးမနာတမ်းပြေးနေခဲ့ရတာပါလမ်းဘေးမှာစွန့်ပစ်ထားတဲ့ကားဝူကြီးတစ်စီးကိုတွေ့တော့သူအမြန်နဲ့ဝင်ပုံးလိုက်ပါတယ်ပင့်ကူတစ်ကောင်ကမှန်တကားကနေတက်လာတာကြောင့်သူအမြန်ပိတ်လိုက်ပေမဲ့ပင့်ကူကအပေါ်ခေါင်မိုးကနေတဆင့်ကျူးကျော်ဝင်ရောက်လာပြီးသူ့ကိုကားထဲကနေမောင်းထုတ်လိုက်ပါတော့တယ်သူဟာပင့်ကူရန်ကနေလွတ်အောင်အမျိုးမျိုးလှည့်ဖျားပြီးပြေးရင်းနောက်ဆုံးမှာတော့အိမ်ဟောင်းကြီးတစ်လုံးထဲရောက်သွားပါတယ်ပင့်ကူကိုမမြင်ရတော့တာကြောင့်သူတက်ပြင်းချနိုင်ပြီလို့ထင်လိုက်ပေမဲ့ထူးဆန်းစွာနဲ့ပဲပင့်ကူဟာတကားအောက်ခြေကနေရှိုးဝင်လာပြီးသူ့စီကိုတရှိန်ထိုးပြေးလာပြန်ပါတယ်ပင့်ကူဟာလေထဲကိုခုန်တက်ပြီးကောင်လေးရဲ့ပါးစပ်ထဲဝင်ဖို့ပြစ်မှတ်ထားလိုက်တဲ့အချိန်မှာပဲကံကောင်းထောက်မစွာနဲ့ရောင်မန်ရဲ့အုတ်ထုပ်ဟောင်းကြီးတစ်ခုကသူ့ကောင်းပေါ်ပြုတ်ကျလာပြီးပါးစပ်ကိုကာကွယ်ပေးလိုက်ပါတယ်ဒေါသထွက်သွားတဲ့ကောင်လေးဟာအဲ့ဒီပင့်ကူကိုဖမ်းပြီးသူနဲ့အားရပါရထုချေပစ်လိုက်ပါတော့တယ်ဒါပေမဲ့ဒါဟာပင့်ကူတစ်ကောင်တည်းသာရှိပါသေးတယ်အိမ်ပြင်ဘက်မှာတော့ထောင်ပေါင်းများစွာသောပင့်ကူအုပ်ကြီးဟာသူ့ကိုစောင့်ကြည့်နေကြတာဖြစ်လို့